ရနေတာဟုတ်လားမေကိုဒီရောဘာလုံးနေလဲမေဘုန်းနာမယ်ဆိုသမီးဆောင်နေတာသမီးလိမ့်လိမ့်မမနေပြီးစာကြိုးစားနော်ဟုတ်ကဲ့ဖေဖေတွေကိုကြည့်ပြီးပြန်ရမယ်လက်တွေကိုချိုးရင်းနဲ့စုထားတဲ့ပတ်စံတွေကြည့်ပြီးတော့မိသားစုမျက်နှာမြင်အောင်ပျော်ရွှင်မိတယ်ခွန်အားရဲ့ site ထုတ်ကျမ်းမာရေးထိခိုက်မှလဲဆိုရင်စူးစမ်းရင်းနဲ့ဇာရိတ်တာမပြတ်အောင်လဲအဖေမြဲထိန်ကြောင်းရဲ့ငါစူးစမ်းမှငါမိသားစုနာကမျက်နှာငယ်ဖို့ပညာရေးထိုးတော့ပြီးပြီးကြိုက်တဲ့ပွဲတွေကိုစုခုဖို့ရမိဘကတတ်နိုင်မြရှာဖွေစူးစမ်းနေမှာသမီးဘက်ကဆုံးမစကားကိုတကီးတဲ့ site နားထောင်ပါနေခံရတဲ့ချိန်ဆိုခေါင်းအောင်ငိုက်ဆိုင်နဲ့ဖေးကြီးပေးထားတဲ့ခွန်အားတွေနဲ့ခေါင်းမို့လို့ရှေ့ဆက်ပါသမီးရဲ့လူတိုင်းကခက်ခဲကိုစီဒုက္ခတွေဟာအညွန့်ဘူးဆင်းရဲခြင်းပူပန်ပြီးရဲ့အေးများတဲ့တီးပွင့်စုခုလူမျိုးသားတွေရဲ့ကြားမှာဖေးလက်ခက်ခဲတဲ့ကြိုက်ခြင်းမတူဇရိုက်ခြင်းမတူမြမချင်းချင်းတော့ကြီးမကြိုက်ခဲဘူးစီနီယာတွေရုပ်မှရင်တော့သွားပြီးလှုပ်လှုပ်ရတာမတူအားလည်းရပြင်းသွားရင်တော့ပလိတ်ကြောက်ရတဲ့ဒုက္ခတစ်ခုစိတ်ကနေထွက်ခွာသွားတာဖေးပြည့်ရေဝဲတိုင်းတစ်ပါးမှာပတ်စံရှာဖို့တပီးမြိတ်တုပ်ပြီးအာတင်ကြောခိုင်းထွက်ခွာအဲ့ဒီနေ့ကိုဘလို့မမေဘူးရှင်မတဲ့မတစစ်စစ်နဲ့ထုတရိယာနဲ့ထုတ်ကြည့်မိတဲ့မိသားစုပုံတွေဟောင်းနှမ်းလို့ခုရောင်ပြဲနေပြီအဲ့ဒါတွေမတူသိလဲနိုင်ဆိုင်ရင်ပြည့်တီဗီရောင်လွင်နေတာမတူသိလဲရှင်တဲ့မချိတ်ချိတ်ချေခွဲသူများတွေမိသားစုတွေမြင်နေရင်မြမပြီကိုခုပြေးလာခြင်းနိုင်တာပြီးပါလေကွာရင်နဲ့မကောင်းပဲထမင်းစားရင်နဲ့ဘူးမှမရှိတော့လဲအဖေမတယောက်တည်းမိုင်ငိုင်ငိုင်နဲ့ပဲလွမ်းနေလာပါတဲ့သမီးရဲ့ပြုံးနေဖေကြီးရဲ့ရင်ထဲမှာလဲစွန့်နေစားအိမ်မက်ကြီးတီဆောက်နေရင်လွမ်းမပြေမိဘဆရာသမားစကားမျက်နားထောင်ချစ်ပြီးလေးရဖေကြီးရဲ့ပြစ်ဖို့တောင်းရိတ်ဟာသမီးရဲ့တွက်ပါပဲလောကရန်ကိုရင်ဆိုင်ပြီးလဲဖေကြီးဖြတ်တန်းခဲ့မယ်ကြိုးစားရင်ပြုံးနေလိုက်ပါအားသေးတစ်ခွာပါသမီးရဲ့